လေရဲမှာမျိုးမိမသိရတဲ့မိခိုးငွေတွေပြန်လွင်နေပါတယ်။နတ်ဆရာတူဟာရာစုနှစ်ချီလက်ဆင့်ကမ်းလာခဲ့တဲ့ရိုးရာတခြင်းတစ်ပုဒ်ကိုဆွေးဆွေးမြင့်မြင့်အော်မီတန်တနေပါတယ်။ဟိုးရှိရှိတုန်းကနတ်ဆေးဆရာကြီးတွေကစေဝါကုသရေးဆိုင်ရာဘုညင်ပိုင်းဆိုင်ရာနဲ့ဘာသာရေးပိုင်းဆိုင်ရာတွေမှာတဘာဝတရားရဲ့လက်ဆောင်တွေဖြစ်တဲ့အပင်တွေကိုအသုံးပြုခဲ့ကြပါတယ်။ယနေ့ခေတ်မှာဆိုရင်လည်းမေဇုံတော်ရဲ့ရှေးဟောင်းနတ်ဆရာကြီးစီကိုလူတွေတွားရောက်လေ့လာခဲ့ကြပြီးတော့ American Silicon Valley လိုမျိုးဒီပညာထွန်းကားတဲ့နေရာတွေမှာပါရှမန်လို့ခေါ်တဲ့ခေတ်သစ်နတ်ဆရာအနေနဲ့တိုင်မွေးဝမ်းကြောင်းပြုတဲ့လူတချို့လည်းပေါ်ပေါက်လာပါတယ်။ဒီနတ်ဆရာတွေနတ်ဝင်တွေကဝိညာဉ်ပိုင်းဆိုင်ရာတွေအတွက်ဘလို့အပင်မျိုးတွေကိုအသုံးပြုကြရလဲ။သူတို့ကဘာတွေလုပ်ပေးရလဲ။ယိုလောကနဲ့နန်လောကကြားထဲမှာကွာဟမှုအဲ့ကွာဟမှုတွေကိုဒီအပင်တွေကဘလို့မျိုးဆက်ပေးလဲ။ဘလို့မျိုးဟင်းလင်းလုပ်ပေးကြလဲဆိုတဲ့မေးခွန်းတွေထွက်ပေါ်လာပါတော့တယ်။ဒီမေးခွန်းတွေရဲ့အဖြေကိုပေးကြပေးဖို့အတွက်မကြသေးမီကမှနတ်ဆရာတွေနဲ့ကိုယ်တိုင်တွေ့ခဲ့တဲ့ကျွန်တော်တို့ရဲ့မိတ်ဆွေ Lollipop Thailand ကကိုအောင်ကျော်ငင်းကိုကျွန်တော်တို့89 launch ကနေပြီးတော့ဆက်သွယ်မေးမြန်းခဲ့ပါတယ်အဲ့ဒီကအကိုတို့ကအဲ့တော့ Net Campus ဆိုတဲ့ပွဲကိုရောက်နေတာပေါ့နော် Lollipop အနေနဲ့အဲ့ပွဲမှာရှိနေတာ healing zone နဲ့ entertainment zone ဆိုပြီးတော့ရှိသေးတယ်အဲ့မှာအကိုစာရူကြီးနဲ့တွေ့ခဲ့တာတော့အဲ့ဒီ healing zone နဲ့မှာတွေ့ခဲ့တာပေါ့နော်စစချင်းတော့အဲ့ဒီစာရူကြီးတွေကိုကိုကအဲ့လိုလေး performance အနေနဲ့ပဲသူတို့ကဒီတိုင်းတရုပ်ဆောင်နေတယ်လို့ထင်တာပေါ့နော်ဒါပေမဲ့တကယ်ကျတော့သူတို့ကတကယ်ဟိုဒီ spiritual awakening တွေအတွက်ပေါ့နော်သူတို့ကအဲ့လို net ဆေးစရာပုံစံမျိုးနဲ့သူတို့တွေကအဲ့မှာပွဲမှာရှိနေအဲ့မှာအကိုနဲ့သွားတွေ့တယ်အိန္ဒိယဘက်ကစာလို့လိုပုံစံမျိုးဟိန္ဒူတွေလိုမျိုးဒီနှစ်ဖူးမှာအနီးစက်ရှိတဲ့အုံဆိုတဲ့ဟာလေးရှိတဲ့အဖွဲ့ပေါ့နော်ဒီ spiritual blood sapphire သူတို့စီမှာသူတို့ healing လုပ်တဲ့အချိန်မှာပေါ့နော် spiritual awakening လုပ်တဲ့အချိန်မှာသူတို့တိုက်တဲ့ဆေးရှိရပေါ့ဒီဟာကိုတောက်ပြီးသွားတဲ့အချိန်မှာ spiritual awakening ကိုခံစားရလို့လေနော်healing လုပ်ပေးရဆိုတဲ့အချိန်မှာဟို physical healing လုပ်ပေးတာမဟုတ်ဘဲနဲ့ mental healing ကိုအဓိကလုပ်ပေးတာပေါ့နော် emotional psychological healing ကိုအဓိကလုပ်ပေးတာဒီ spiritual awakening ကကြတော့ဘေးမှာ guardian တယောက်ပါတာမျိုးတွေပြောလို့ရှိရင်ခုနကစာရူကြီးလိုမျိုး shaman တို့လိုမျိုးပေါ့နော်မင်းကိုဒီspiritual လမ်းကြောင်းတစ်ခုကို guide လုပ်ပေးလိုက်တဲ့အချိန်မှာကိုယ့်ရဲ့ဒီဝိညာဉ်အနေနဲ့အဲ့လိုဆက်သွယ်တာတို့ universe တွေနဲ့ဆက်သွယ်တာအဲ့လို connection ရသွားတဲ့အရာမျိုးပြီးသွားလို့ရှိရင်ကိုယ့်ကိုပြန်ပြီးတော့ဟိုဆုံးမတဲ့ဟာမျိုးတုံးသက်တဲ့ဟာမျိုးပြီးသွားလို့ရှိရင်ကိုယ်ဩဝါဒမျိုးကြားသွားတယ်ဆိုတော့ feel ခံစားချက်မျိုးတွေကြားရမှုမျိုးတွေအဲ့ဟာတွေကိုပြန်ရလာတဲ့အချိန်မှာကျတော့အခု spiritual awakening ဖြစ်တယ်လို့ခေါ်တာပေါ့လေနော်ပြီးသွားလို့ရှိရင်ကိုဘာသာကိုတစ်ခါမှမတွေးဘူးတဲ့အရာတွေကိုဘာသာကိုတစ်ခါမှမပြောဘူးတဲ့အကြောင်းအရာတွေကိုကြားရောက်လာတယ်မြင်ရောက်လာတယ်ဆိုတဲ့အချိန်မှာအဲ့ဒီဟာကဒီအနာဂတ်ကိုကိုယ့်ကိုပြန်မြင်ရောက်လာတယ်ပြောလို့ရှိရင်ဒီ universe နဲ့ဆက်သွယ်လို့ရလာတယ်ဆိုတော့ခံစားချက်နဲ့အကြောင်းအရာတွေဖြစ်လာတဲ့အချိန်မှာကျတော့ဒီ spiritual awakening ဖြစ်တယ်လို့အခုကအဲ့ဒါကိုကြုံရတာပေါ့ဒီအခုနဲ့တွေ့ခဲ့တဲ့စာရီတွေကသူက spiritual blood sapphire ဆိုတဲ့အဖွဲ့อ่ะပေါ့ဆိုတော့အဲ့ဒီအဖွဲ့မှာသူတို့သုံးတဲ့ဆေးရှိတယ်အဲ့ဒီဟာဆိုလို့ရှိရင်အကိုတို့ကအဲ့ဟာကို shaman လို့ပဲခေါ်တာပေါ့လေဆိုတော့အဲ့အထဲမှာဘာတွေပါလဲဆိုတော့အဓိက CBD ပါတယ်ပြီးသွားလို့ရှိရင် chakra runa ရဲ့ကာပီရဲ့ပြီးတော့ပထမပန်းရဲ့ပြီးတော့ချမိုင်းမိုးရဲ့ lavender ရဲ့ hamala ရဲ့ဆိုတော့အဲ့ဟာတွေပါတယ်လို့တော့ပြောတယ်ပေါ့နော်ဆိုတော့အဲ့ဟာတွေသူတို့ဘလို့အချိုးစားနဲ့ဆက်ထားပြီးတော့မှအကိုတို့တိုက်လဲဆိုတဲ့ဟာမျိုးတော့ရှိမှာပေါ့သူတို့မှတော့သူတို့အချိုးနဲ့သူတို့ရောမှာပေါ့နော်ရောပြီးတော့အကိုတို့ပေးတောက်တယ်ပေးတောက်တဲ့အချိန်မှာသူတို့ကအကိုထိုင်နေတယ်လို့ပဲသူကအကိုနဲ့တူထိုင်နေရဲ့ပြီးရင်အကိုကိုထိန်းထားပြီးရပေါ့နော်ဟိုခုံထိန်းထားပြီးရဒူးကိုထိန်းထားပြီးရအဲ့လိုမျိုးထိန်းထားပြီးတော့ပြီးတော့အခုတောက်တာပမာဏနည်းနေသေးရဲ့များသွားမှဆိုလားအဲ့လိုမျိုးပေါ့နော်သူပြီးတော့ဂယူးဆိုင်ပြီးရဲ့ဟိုမှာကိုဂယူးဆိုင်ပြီးမဲ့လူမရှိရင်လို့ကိုကတေချာကြီးမထွေရဲဆိုတဲ့ဟာမျိုးဖြစ်တယ်ပေါ့နော်ဂါရီယမ်မရှိဘူးဆိုတဲ့အချိန်မှာဟိုငါဘာဖြစ်သွားမှလဲငါတခုဖြစ်သွားဘယ်လိုလုပ်လဲပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးကြောက်တဲ့စိတ်နဲ့ပဲတိတ်ပြီးတော့ဟိုကိုထိန်းထားတာတော့အရင်ကြီးမထွေနိုင်တာတော့ awakening မဖြစ်တာတော့ရှိတာပေါ့ဆိုတော့အကိုနဲ့စာရိုးကြီးနဲ့ဆိုလို့ရှိရင်ဒါသူကဟိုဆရာဝန်တယောက်ကဆေးတေချာဆေးညွှန်းနဲ့တိုက်တယ်လို့မျိုးပေါ့နော်အဲ့လိုခံစားချက်မျိုးလေးရတယ်ပြီးတော့လို့ရှိရင်ကိုဘာမှ
ဖြစ်မသွားအောင်လို့ပေါ့နော်ဘေးနားမှာဂယူးဆိုင်ပြီးတော့ကိုယ်စောင့်ကြည့်ပေးနေတယ်ဆိုတော့လူမျိုးရှိရဖြစ်တယ်ကိုယ့်ရဲ့ဟို safe zone ထဲမှာလည်းရှိသွားတာပေါ့လေဆိုတော့အဲ့လိုအချိန်မျိုးမှာကြတော့trade ရတာ awake ဖြစ်ရတာပို့ပြီးတော့ confidence ရှိရတတောင်းတပို့ပြီးတော့ဖြစ်တယ်နည်းနည်းပဲထိန်းတောက်လိုက်တာပေါ့နော်ဆိုတော့ဟိုစလိတ်တောက်တော့တစ်ဖွာလောက်ပဲတောက်လိုက်တဲ့အချိန်မှာအခုဘာမှမဖြစ်သေးဘူးအဲ့ဒါကိုလည်းသူကတည်ရတီးတော့ဟိုနည်းနည်းလေးပေါ့နော်စိတ်ကိုနည်းနည်းရှော့ပြီးတော့များများလေးထပ်ပြီးတော့ပို့တောက်လိုက်ပြီးသွားလို့ရှိရင်အသက်ရှူတာကိုထိန်းထားလိုက်တဲ့အချိန်မှာအဲ့ကောင်ကချက်ချင်းစပြီးတော့စသဖြင့်ကိုယ့်ကို trip ပြီးလို့ထင်နေတာဒါပေမဲ့တကယ် trip ဖြစ်တာမျိုးမဟုတ်ဘဲနဲ့ spiritual awakening ဖြစ်ပါတယ်ဆိုတဲ့ခံစားချက်မျိုးသိတာရလိုက်တယ်ပေါ့နော်ပြီးတော့ဒီ spiritual awakening ဆိုတာဟောဒါပါလားပေါ့နော်ငါရဲ့စိတ်ဝိညာဉ်ကခန္ဓာကိုယ်နဲ့လွတ်သွားပြီးတော့ကိုယ့်ကိုပြန်မြင်ရတာမျိုးကိုယ့်ကိုပြန်ကြည့်နေတာမျိုးပေါ့နော်ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့လိုအပ်ချက်တွေကိုယ့်ကိုပြန်ပြီးတော့သုံးသပ်နိုင်အောင်လို့ဆုံးမဩဝါဒခြေဝါဒမျိုးကြီးပြီးသွားလို့ရှိရင်ကိုယ်တကယ်ဖြစ်ချင်တဲ့ကိုတကယ်အောင်မြင်ခြင်းနဲ့ကိုတကယ်သွားခြင်းနဲ့လမ်းကြောင်းပေါ်မှာကိုအဲ့လို strong belief တစ်ခုနဲ့ပေါ့နော်ဆက်ပြီးတော့ရင်ဆိုင်သွားနိုင်အောင်လို့ဆက်ပြီးတော့ရှောက်သွားနိုင်အောင်လို့စသဖြင့်တော့ခံစားချက်နဲ့သုံးသပ်မှုတွေကိုအဲ့လိုပြန်ကြားလိုက်ရဒါအဲ့ဒါကြောင့်ဟိုအကိုကတော့ကို spiritual awakening ဖြစ်တယ်ဆိုတဲ့ခံစားချက်မျိုးဖြစ်တယ်ပေါ့နော်ပြီးတော့ဒီ spiritual awakening ဖြစ်ပြီးသွားတဲ့အချိန်မှာ universe နဲ့ connect လုပ်ဖြစ်တယ်လို့လေကိုယ်ခံစားလိုက်ရတယ်ပေါ့နော်ဒီ trick ဖြစ်တယ်ဆိုတဲ့အချိန်မှာသူက journey တွေရှိအမြဲတမ်းသူက mushroom မှာပဲဖြစ်ဖြစ် DMT ပါပဲဖြစ်ဖြစ်အကိုတို့အိုင်ဒီယာတောက်ခဲ့တဲ့ Black Sapphire က shaman မှာပဲဖြစ်ဖြစ်ပေါ့နော်ဒီအကိုဖြစ်ခဲ့တဲ့ journey တွေရှိအကိုလုံးကကြတော့ within 5 minutes လောက်တွင်မှာပဲအကုန်ဖြစ်သွားဒီအစုပ်ထဲကနေရင်ဘတ်ထဲကနေလို့ကာလာတွေတက်လာတယ်လို့ခံစားဘာလို့ဒီရင်ဘတ်ထဲကနေကာလာတွေကပြုတ်ပြီးတက်လာတယ်ပေါ့နော်အဲဒီတက်လာပြီးတဲ့အချိန်မှာမျက်လုံးထဲမှာအဲဒီခုနကာလာဘတ်တန်တွေစပြီးတော့မြင်လာတယ်ဆိုတော့ကာလာဘတ်တန်တွေစပြီးမြင်လာတဲ့အချိန်မှာငါဒါစပြီးတော့trip ပြီးပေါ့ကိုကို trip ပြီးလို့ထင်နေတာအစားတော့အဲ့နဲ့မျက်လုံးမိတ်ထားတယ်ဖြတ်လုံးမိတ်ထားပြီးတော့ငါစပြီးတော့ hide လာပြီးတော့ trip တော့မယ်ဆိုတဲ့အချိန်မှာ trip ပြီးပေါ့ trip ပြီးဆိုတဲ့အချိန်မှာဒီကနေ့ကျထွက်သွားမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့စိတ်ဝိညာဉ်အပြင်ကိုထွက်သွားတယ်ဆိုတဲ့ခံစားချက်မျိုးဖြစ်တယ်ဆိုတော့အခြေအပြင်ကတော့အကိုထင်တာ10မိနစ်ခွဲကနေ2မိနစ်လောက်ပဲရှိအောင်မယ်အဲ့ကာလာထဲမှာပဲဒီ spiritual awakening ဖြစ်တဲ့အကိုရဲ့စိတ်ဝိညာဉ်ကလွင့်ထွက်သွားတဲ့အချိန်မှာအဲ့လိုဖုန်းလိုဝေးရောက်သွားပြီးတော့ universe ရောက်သွားတာမျိုးပြောလို့ရှိရင်လုံးဝ complete silence ဖြစ်သွားပြီးတော့black screen နဲ့Jedi တွေနှက်ခတ်တွေမြင်ရတယ်ပေါ့နော်ဆိုတော့အဲ့အချိန်မှာမှအကိုတို့ဟို basic knowledge အခန်းအရာပေါ့နော်ငါမြင်လိုက်တဲ့ဟာကဘယ်ကျဲတွေလဲဘယ်နက်ခတ်တွေလဲဆိုတဲ့ဟာကိုဟို view side သတိထားလိုက်မိရပြီးသွားလို့ရှိရင်နောက်တစ်ခုကတော့ကိုပြန်မြင်ရတယ်ကိုပြန်မြင်ရတဲ့အချိန်မှာကိုပြန်ပြောရတာမျိုးမဟုတ်ဘူးခန္ဓာကိုယ်ထဲကနေထွက်သွားပြီးတော့ကိုပြန်မြင်နေရတဲ့အမြင်ကငါမဟုတ်ဘူးကွာကိုယ့်ရဲ့အနောက်ကအဲ့လိုဒီ spiritual power ပိုကြီးတဲ့အာယုံခံစားမှုပိုကြီးတဲ့အဲ့လိုဝိညာဉ်တဲ့ပိုကြီးတဲ့ဒီအနောက်ကပုံကိုကြီးတယောက်ကနေမှကိုပြန်ပြောနေတယ်ပေါ့နော်တဲ့မှာจิตသားပေါ့နော်ကိုတနာအောင်ပေါ့နော်အဲ့ချိန်မှာအကိုအဲ့ဒီ healing zone လေးကိုမရောက်ခင်မှာတော့ဒါအကိုကပွဲထဲမှာဖြစ်နေတာပေါ့နော်ပွဲက2ရက်ဆက်တိုက်ဆိုတော့အဲ့2ရက်ဆက်တိုက်ပွဲပန်းထားတဲ့တန်တွေရှိတယ်ပေါ့နော်ဆိုပြီးရင်ဒီပွဲထဲမှာအကိုကြုံရတဲ့စိတ် stress တွေဖြစ်တာမျိုးတွေပေါ့နော်အဲ့ emotional down ဖြစ်နေတဲ့ဟာမျိုးတွေပေါ့နော်အဲ့ဟာတွေကကြုံထားတော့ကိုရဲ့နောက်ကဟိုအရှိန်အဝါအကြီးရဲ့ပုံကိုတယောက်ပေါ့နော်ပုံကိုလို့ပြောရတဲ့အလိုအရှိန်အဝါအကြီးတစ်ခုပါပေါ့နော်အကိုပြန်ဆုံးမသွားတယ်ကိုစကားပြောသွားတယ်ပေါ့နော်အဲ့ချိန်မှာပြီးရင်ကိုကောင်းထဲမှာကိုရှုပ်နေတဲ့အဲ့ဒီ smart walking နဲ့ hot walking နဲ့အဲ့လိုမဖြစ်နေတဲ့အချိန်မှာပေါ့နော်စိတ်တိုင်းမကြရင်စိတ်လျှော့လိုက်ပေါ့နော်ဆိုတော့စိတ်လျှော့တယ်ဆိုတဲ့အနေအထားမျိုးကအဲ့လိုဖြစ်ခဲ့တယ်ကွာစိတ်ကိုဘယ်တော့မှလျှော့လို့မရှိဘူးကိုလည်းအဲ့လိုစိတ်လျှော့လိုက်ဆိုတဲ့ဟာမျိုးအဲ့လိုအတုံးနှုံးမျိုးနဲ့ဟိုဒါမျိုးမကြားတာတော်တော်ကြာပြီပေါ့နော်စိတ်လျှော့လိုက်ပေါ့ပြီးနောက်တော့မကောင်းဖြစ်နေတဲ့အခြေအနေတိုင်းမှာပေါ့နော်ပြန်မလားကောင်းတဲ့အရာရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီ healing လုပ်ပြီးတော့မှ spiritual awakening ဖြစ်ပြီးတော့အဲ့ဟာကိုအဖြေကိုရှာတွေ့သွားဟောဒီစိတ်တိုင်းမကြရင်စိတ်လျှော့လိုက်ပေါ့နော်ဒါမှဒီတစ်ခုမဖြစ်ရင်နောက်တစ်ခုဖြစ်လိုက်မှာစိုးဝါးနေတဲ့အခြေအနေတိုင်းမှာအကောင်းတရားကိုအရင်လိုက်ရှာတွေးမိလာတဲ့အကြောင်းအရာကိုအများနဲ့တွေးနေကြအကြောင်းအရာမဟုတ်တဲ့အပြင်ဟိုမှာအဲ့ဒီတွေးမိနေတဲ့အကြောင်းအရာကိုမျက်လုံးထဲမှာဟိုစာနဲ့ရေးထားတယ်လို့လည်းရှင်းရှင်းလင်းလင်းမြင်နေတယ်လို့မျိုးနားထဲမှာကြားလိုက်ရတယ်လို့လည်းဆက်ကြားလိုက်ရတယ်လို့လည်းသိချကြားလိုက်ရတာပေါ့နော်
3မိနစ်နဲ့3မိနစ်ခွဲလောက်ပဲရှိအောင်ပြီးရင်ချက်ချင်းဟိုစိတ်နဲ့လူတွေကပြန်ကတ်သွားရပေါ့ခန္ဓာကိုယ်ရဲ့စိတ်ကပြန်ဝင်လာပြီးတော့လေကိုအဲ့လိုရှည်ပြင်းပြင်းမှုတ်ထုတ်လိုက်တယ်ပြီးသွားလို့ရှိရင်ဟိုချွေးတွေကလည်းပြန်နေပေါ့နော်ပြီးရင်အဲ့လိုမျက်မှန်လည်းချွတ်ချင်လာပြီပေါ့နော်ဆိုတော့အဲ့လိုဖြစ်ပြီးတော့ဆိုပြန်ချလိုက်တဲ့အချိန်မှာပဲပြီးတော့ဟောရဲနည်းနည်းဖြစ်နေရပေါ့နော်ပြီးတော့မောထားတယ်တော်တော်မောသွား energy လည်းအကုန်ကုန်သွားသလိုဖြစ်သွားပြီးရင်ရင်ထဲမှာခံနေရပေါ့ရင်ခံနေရရှိရကွာကြည့်ရမလားအဲရင်ခံနေရအကုန်လုံးပဲကြာသွားတယ်ကိုမကြုံထားဘူးတဲ့မယုံကြည်လောက်ရတဲ့အရှိန်အဝါဆိုတဲ့ဟာပေါ့နော်အဲ့ဒီဟာကိုခံစားရတယ်ဘာမှမသိတဲ့ကိုယ့်ရဲ့နောက်ွယ်ကနေကိုယ်အားတွန်းအားတစ်ခုပေးနိုင်တဲ့ထောက်ပံ့အားတစ်ခုပေးနိုင်တဲ့ဆုံးမပေးနိုင်တဲ့ဒီခွန်အားကြီးတစ်ခုပေါ့နော်ကြီးမားတဲ့အရှိန်အဝါတစ်ခုအဲ့ဟာကိုခံစားလိုက်ရတယ်ဆိုတော့အဲ့ခုန spiritual awakening ဖြစ်တယ်လို့လက်ခံရတယ်အခုအဲ့လိုမျိုး trip ဖြစ်စေရဲပေါ့နော်အဲ့လိုမျိုးဒီ substance တွေဒီကျွန်တော်တို့ရှမန်လိုမျိုးပေါ့ပြီးတော့အဲ့လိုမှုတို့ပါလို့လိုမျိုးပေါ့အဲ့လိုမျိုးဒီ psycho addict ဖြစ်စေရဲအဲ့လိုမျိုး substance တွေကိုသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်ဘာတွေဆောင်ရန်ရှောင်ရန်ရှိလဲဆိုတော့ကျွန်တော်ရှင်းပြပေးပါဦးဗျာဟုတ်တယ်အဲ့ဒီနေရာမှာလေကိုယ်အနေနဲ့ set and setting ကတော်တော်အရေးကြီးရလို့ပြောရမယ်เนาะဆိုတော့ကို mindset ကိုလည်းတေချာလေး setting လေးချထားဖို့ရယ်ပြီးတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလည်း setting လေးတစ်ခုချထားဖို့ရယ်နောက်တစ်ခုကကျတော့အခုမှ guide တွေ guardian တွေရှိရဆိုလို့ရှိရင်လည်းပို့ပြီးတော့ကောင်းတယ်လေเนาะဆိုတော့အဲ့လိုမျိုးလေးတော့ပြင်ဆင်ထားဖို့လိုတယ်ဆိုတော့အရေးကြီးတာခုန mushroom ပေါ့เนาะဆိုတော့အခုတော့အနည်းဆက်ဆုံးလက်လန်းလွယ်တာလေရှလွန်လေးเนาะတခြား DMD တက်စားလို့ရှိရင်ရှလွန်ကလက်လန်းပြီဆိုတော့ပြီးရင် V ပေါ့เนาะ DAC ပေါ့ဆိုတော့အဲ့ဟာတွေကဘိုးတို့ကလေးစားစားတော့ရှိရတယ်เนาะဆိုတော့ V တောင်းမယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အချိန်ရဲ့အခါနဲ့ကိုယ့်ရဲ့နိုင်တဲ့ပမာဏနဲ့တောင်းရမယ်လीเนาะဆိုတော့နောက်တစ်ခါအဲ့ဒီအဓိကတော့ဟိုလူနာလဲအောင်ပြောရလို့ရှင်တော့အရက်ဘီယာတောက်တာတော့မှအကိုတို့ကအချိန်ကို view ဆက်ရတယ်လीเนาะဆိုတော့အဲ့လိုမျိုးပဲညနေအားတဲ့အချိန်အေးစေးတငယ်ချင်းနေရှိတဲ့အချိန်ချေးမယ်ဆိုတဲ့အချိန်ဒီမှာတောက်တာမျိုးကပိုကောင်းတာပေါ့လေနော်ပြီးတော့ဒီဆက်လေးတောက်တာအစားပေါ့လေနော်ဆက်လေးဆိုလည်းအခုလူကြားထဲမှာမတောက်တင်တာမျိုးတွေ smoking area မှာတောက်တာတနေ့တပူလုံးတောက်တာဆိုတာမျိုးတွေကဒါကယူဆိုင်ပြီးရှောင်ရမယ်ဟာမျိုးပေါ့နော်ဆိုဆက်လေးပြီးသွားလို့ရင်လည်းအရက်ပြာဆိုလည်းအဲ့လိုပဲအလုပ်ထဲမှာမူးနေလုံးမမြင်တာလေနော်နေကင်းမကြီးမူးနေလုံးမကောင်းတာဆိုတော့ညဘက်မှာတောက်တယ်ပေါ့နော်ဆိုတော့ဝီဆိုလည်းအဲ့လိုပဲကိုရဲ့ဒေါ်လာနဲ့ထိန်းနိုင်တဲ့ပမာဏလောက်ပဲတောက်တာမျိုးကိုတကယ် relax ဖြစ်ဖို့ချေးဖြစ်ဖို့တောက်တာမျိုးပြောလို့ရှိရင် TAC နဲ့ CBD ရဲ့ effect ကိုတကယ်လိုအပ်လို့တကယ် release ဖြစ်ဖို့လိုအပ်လို့တောက်တာမျိုးပေါ့နော်ပြောလို့ရှိရင် CBD ဆိုလို့ရှိရင်လည်းဒီအယူအကျော်တွေတက်တာဖို့အတွက် pain တွေ release လုပ်ဖို့အတွက်ကိုတောက်တာမျိုးပေါ့နော်နောက်တစ်ခါကျတော့ဒီ CBN တို့ CBG တို့ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ sleeping program တွေပေါ့နော်အိမ်ပြောတဲ့အခါမျိုးတွေမှာဖြည့်ရှင်းဖို့တောက်တာမျိုးပေါ့အဲ့တော့ကိုကဘာလို့တောက်တာလဲဆိုတဲ့ဟာမျိုးကိုဂရုစိုက်ပြီးတော့တေချာလေးပြင်ဆင်ပြီးတော့တောက်တာမျိုးပေါ့ဆိုတော့အဲ့လိုမျိုးပဲဒီ Sharon တွေတခြား DMD တွေဆိုလို့ရှိရင်လည်းအများကြီးဂရုစိုက်ရဟောကိုစားမဲ့ Sharon ရဲ့အမျိုးအစားပေါ့နော်ဘာ strain လဲအဲ့ strain ကသူ့ရဲ့ journey ကဘယ်လိုသွားတာလဲဆိုတော့ပြီးသွားလို့ရှိရင်ကိုကဒီပုံမှာဘာ effect တွေကိုညှို့လင်းထားတယ်ဘာ effect တွေကိုညှို့လင်းထားလဲဆိုတော့လေဟိုမှာဟိုက visual ဖြစ်ရှင်လို့ nutrition လို့ကိုယ့်ရဲ့အခန်း setting ကိုပြင်ဆင်တာဆိုတော့အဲ့ဒါမျိုးကို expectation ထားပြီးတော့ပြင်ဆင်ပေးဖို့လိုတယ်ပေါ့နော်အဲ့ဒါပြီးတော့မှကိုကပြင်ဆင်ပြီးရဲ့နောက်ပိုင်းမှာလေအဲ့လိုရှလုံးကစားပြီးတော့ငါ visual ဖြစ်နေတာ visual ဖြစ်နေတာငါ visual ဘယ်လိုပေါ်လာရင်ကောင်းမှာပဲဆိုတဲ့ဟာမျိုးအဲ့လို expectation ထားရင်ကြတော့လေအဲ့ဒီ visual spiritual awakening မှာဖြစ်ပြန်ဒါပေမဲ့အဲ့ဒီဟိုမစားခင်တို့ရှလုံးမစားခင်တို့ DMD မသုံးခင်တို့အဲ့ဒီမတိုင်ခင်မှာတော့ဘယ်လို nutrition လဲဘယ်လိုဖြစ်ချင်တယ်ဆိုတဲ့ဟာမျိုးတော့တေချာလေးစက်တင်လေးနဲ့တော့ပြင်ဆင်ထားဖို့လိုတယ်ပြီးရင်ခုနကကိုစားတဲ့ strain မျိုးစားတွေပြီးရင်ဒီ strain ကဘယ်လို effect နဲ့ဘယ်လို journey ဖြစ်မှာလဲဆိုတဲ့ဟာမျိုးတော့ရှရုံးမှာလည်းတေချာလေး view ဆိုင်ဖို့လိုတယ်ဟိုဘန်ကောက်မှာရှိတဲ့ခုနကအဲ spiritual plus sapphire လိုမျိုးပြောလို့ရှိရင် healing session တွေအားလေးနည်းနည်းတော့ commercial ဆန်တယ်ဒါပေမဲ့အခုကတော့ကြိုက်တယ်ဆိုတော့လက်ခံတယ်ပေါ့ကိစ္စတိုင်းကိုလက်ခံတာဖြစ်တယ်လို့တော့ဟိုမျိုးထဲမှာလုပ်တဲ့ commercial ဆန်တဲ့ spiritual event တွေပြောလို့ရှိရင်ခုနကစာရူကြီးတွေအဲ့လိုပွဲတွေဆိုလို့ရှိရင်လည်းကြိုက်တယ်လက်ခံတယ်ပြောလို့ရှိရင်ဟိုချင်းမိုင်ဘက်တွေတို့တော်တဲ့ဘက်တွေတို့မှာလုပ်တဲ့ jungle festival တွေ hippie event တွေဆိုလည်း
ကြိုက်တယ်အဲ့ဒါလည်းလက်ခံတယ်ဆိုကျုံရင်ကျုံပါကျုံတယ်လို့ပဲနှွေးရမှာပေါ့